Okay အခုကျွန်တော်တင်ဆက်ပေးမယ့်အကြောင်းအရာက Daily Mail မှာဖော်ပြသွားတယ် Ruben Amorim နဲ့ Manchester United အသင်းနဲ့ပတ်သက်ပြီးတော့သူ့ရဲ့အနာဂတ် plan အကြောင်းဖြစ်ပါတယ်။ Amorim ကမပြောသွားခဲ့လဲဆိုတော့ပြီးခဲ့တဲ့ January လမှာဘာသမအသစ်တွေသူတို့မခေါ်ခဲ့ဘူး။သူက Rashford နဲ့ Anthony ကိုလည်းအငှားချလာပြီးတော့ရေတိုမှာရလက်တွေထိခိုက်နိုင်ပေမဲ့ရေရှည်မှာ Manchester United အတွက်အထူးရှိမှလို့တော့ယုံကြည်နေတယ်။ Rashford နဲ့ Anthony တို့ကသူတို့ရဲ့ငါးကလပ်တွေမှာခြေစွမ်းကောင်းနေတယ်။ Amorim က Man United မှာသူ့ရဲ့ပြန်လည်တည်ဆောက်ရေးအတွက်ရမုံငွေရှာဖို့အဲ့ဒီ Manchester United အသင်းငါးချလိုက်တဲ့ Rashford နဲ့ Anthony တို့အပြင် Sancho ကိုပါရောင်းချနိုင်တယ်လို့ပြောပါတယ်။လက်ရှိ Premier League မှာ Manchester United အသင်းကရုန်းကန်နေရပြီမဲ့ Europa League Semi-final ကိုတက်ရောက်သွားခဲ့ပါတယ်။အဲဒါကြောင့် Amorim ကသူ Sporting Lisbon အသင်းကနေ Man U ကိုပြောင်းလာခဲ့တဲ့ဟာကိုနောက်နှမ်းမရဘူးလို့ပြောပြီးတော့လက်ရှိခက်ခဲတဲ့အချိန်ဟာအနာဂတ်တိုးတက်မှုအတွက်အရေးကြီးတယ်လို့သူကခံစားနေရပါတယ်တဲ့။သူကအသင်းရဲ့ကစားပုံတိုးတက်လာတယ်လို့ထင်ပြီးတော့ Man U ကိုရောက်လာတာကိုနောက်နှမ်းမရဘူးလို့ထပ်ပြီးတော့ပြောခဲ့ပါသေးတယ်။ Okay သူပြောခဲ့တဲ့အကြောင်းအရာနဲ့ပတ်သက်ပြီး Manchester United အသင်းရဲ့ပေးသက်တွေအနေနဲ့ဘယ်လိုမြင်ကြလဲတစ်ချက်လောက်မိတ်ဆွေတို့ဆွေးနွေးပါခဲ့ပါအောင်အားလုံးကျေးဇူးအများကြီးတင်ပါတယ်